အခက်ခဲဆိုတာအလုပ်လုပ်တဲ့သူတိုင်းမှာရှိတယ်အဲ့ဒါ drama ခင်းနေစရာမလိုအဲ့လိုပဲခံယူထားတယ်အလုပ်မလုပ်တဲ့သူကဘာအခက်ခဲမှမရှိဘူးဘာအခက်ခဲမှမတွေ့ဘူးဆိုလို့ရှိရင်အဲ့လိုအလုပ်မလုပ်မနေလို့ပဲဟုတ်တယ်လေဟိုပြီးတော့အတိုက်ခိုက်ဆိုတာကလမ်းသက်ဖောက်တဲ့သူတိုင်းမှာရှိမယ်အလုပ်ကိုသူများနဲ့မတူအောင်အသက်ဖန်တီးလောက်ကင်တဲ့သူတိုင်းမှာအတိုက်ခိုက်ဆိုတာရှိတယ်အတိုက်ခိုက်မခံရသေးဘူးဆိုတော့မအောင်မြင်သေးဘူးလို့သာမှတ်ထားလိုက်ဘာမှမရောက်ဘယ်နေရာမှမရောက်သေးဘူးဆိုတဲ့တော့အတိုက်ခိုက်ခံရပြီဆိုတော့မှကိုလောက်တာတစ်ခုခုတော့အရာထင်နေပြီဆိုတဲ့ပုံသက်ရောက်တယ်ငါအတိုက်ခိုက်မခံရသေးဘူးဆိုလို့ရှိရင်အဲ့ဒီသူဘာမှမဟုတ်သေးဘူးပဲဆိုတော့အတိုက်ခိုက်ခံရတယ်ဆိုတာလေအလုပ်ကိုတိတိကျကျလုပ်နေတဲ့သူတိုင်းမှာရှိတယ်ဆိုတော့အဲ့ဒါကုန်းတောင်းယူအောင်ပဲဒါပေမဲ့ကိုညံနဲ့ကိုပြန်စဉ်းစားသုံးသပ်ဖို့တော့လိုတယ်ကိုပညာရေးသင်ထားတာဘာလို့ဖို့လဲကိုမိဘပြုစုပေးထားတာဘာတွေတွေးဖို့လဲကိုရဲ့အတွေးခေါ်ဟိုကို